အားလုံးပဲမင်္ဂလာပါ Tish Evo Touch မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop ထဲမှာပါတဲ့adjustment layer တွေက fade layer အကြောင်းပြောပြပြီးတော့မှာပဲဖြစ်ပါတယ်အဲ့တော့fade layer ဘယ်လိုတောင်းရမလဲပေါ့အရင်ဦးဆုံး layer အထက်ကိုတွားလိုက်ပါlayer ကိုတွားပြီးပြီဆိုလို့ရှိရင်ဒီအောက်နာလေးမှာပေါ့နော်ဒီအောက်နာလေးမှာဒီစက်ဝိုင်းပုံစံလေးကိုမှshare ထားတဲ့ဖက်ရယ်မ share ထားတဲ့ဖက်ရယ်ရှိရပေါ့နော်အဲ့ဒါကို adjustment layer လို့ခေါ်ပါတယ်ဆိုတော့အဲ့ဒီရဲ့ adjustment layer လေးကိုနှိပ်ကြည့်လိုက်လို့ရှိရင်သူကအပိုင်းလေးမြင်းချောင်းလေးနဲ့အပိုင်းလေးခွဲထားပြရရှိရပေါ့နော်ဒီနေ့မှာတော့ fade layer အကြောင်းတက်ပြီးတော့ပြပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသုံးခုကိုဒီတောင်ခုနဲ့သက်ဆိုင်တာကိုပြပြီးတော့မှာပဲဖြစ်ပါတယ်အဲ့တော့solid color အကြတော့သူကလုံးဝအရောင်ကြီးပဲဖြည့်ပြရပါတော့အဲ့တော့ solid color ကိုရှင်းနေလိုက်မယ်ဒါဆိုလို့ရှိရင်သူကကိုဖြည့်ရှင်တဲ့အရောင်လေးကိုမေးတယ်ပေါ့နော်အဲ့မှာကိုဖြည့်ရှင်တဲ့အရောင်ရွေးပြီးတော့ okay နေလိုက်လို့ရတယ်အကယ်၍ကိုကဒီအရောင်မကြိုက်ဘူးပြန်ပြောင်းရှင်တယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီရဲ့ layer ဒီနေရာမှာဒီနားလေးမှာ double click နေလိုက်ပါအဲ့ဒါဆိုလို့ရှိရင်သူကဒီ color ပြန်ပြီးတော့ရွေးလို့ရမယ် box လေးကြာလာမယ်ပေါ့နော်အဲ့မှာကိုကြိုက်တဲ့အရာကိုလာပြီးတော့ရွေးလိုက်လို့ရတယ်ကိုကြိုက်တဲ့အရာကိုရွေးပြီးတော့ပြီဆိုလို့ရှိရင် okay ကိုပြန်နှိပ်လိုက်ပါဒါတော့ solid fade ပေါ့နော်လုံးဝအရာကြီးပဲဖြည့်တဲ့ဟာပါဒုတိယတစ်ခုကတော့ solid fade အောက်မှာရှိတဲ့ gradient fade ပေါ့နော်သူကတော့ gradient fade ဆိုတဲ့အတိုင်းအရာတွေဆက်ထားတဲ့ဟာ gradientတူနေလိုက်မယ်ဆိုလို့ရှိရင်သူကဒီမှာအရောင်လေးဆက်တဲ့ဟာတွေပေါ်လာလိမ့်မယ်အဲ့မှာ gradient ကိုလှုပ်ရှင်လဲရတယ်ဒါမှမဟုတ်သူပေးထားတဲ့အရောင်လေးကိုလာပြီးတော့ရွေးလဲရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်basic ထဲမှာဆိုဒီအရောင်လေးရှိမယ်blue ထဲမှာဆိုလို့ရှိရင်သူဆက်ပေးထားတဲ့အရောင်လေးရှိတယ်ပေါ့နော်ကိုကအဲ့အရောင်လေးမကြိုက်ဘူးဆိုလို့ရှိရင်လည်းကိုလာပြီးတော့လှုပ်လို့ရတယ်အခုတော့ဒီထဲကသူဆက်ပေးထားတဲ့အရောင်လေးရွေးလိုက်မယ်ပေါ့နော်ရွေးပြီးတော့ပြီဆိုလို့ရှိရင် okay နဲ့လိုက်ပါဒါဆိုလို့ရှိရင်သူကအယောင်ဆက်ထားတာလေးအနေနဲ့ဝင်လာလိမ့်မယ်ပေါ့နော်အကယ်ကိုကဒီအယောင်ဆက်ထားတာကိုပြင်ချင်တယ်ဆိုလို့ရှိရင်လည်းဒီနေရာမှာပဲ double click နှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်သူကဒီလို general gradient fade ဆိုတဲ့ box လေးနဲ့ကြာလာလိမ့်မယ်ပေါ့နော်အဲ့ဒီရဲ့နေရာမှာဒီ gradient နေရာမှာ double click နှိပ်လိုက်ပါဒါဆိုလို့ရှိရင် gradient editor ဆိုတဲ့ box လေးထပ်ကြလာပါလိမ့်မယ်ဒီအောက်နားလေးမှာဒီအတုံးလေးကိုလာပြီးတော့ထောက်လိုက်ပေါ့နော်ထောက်လိုက်ပြီးတော့ဒီရဲ့ color နေရာမှာကိုကြိုက်တဲ့အရာကိုလာပြီးတော့ရွေးပြီးလို့ရပါတယ်အဲ့တော့အပြာနုလေးနေရာမှာအပြာရင်ပြောင်းလိုက်မယ်ပေါ့နော် okay ပြီးလို့ရှိရင်ဒီနေရာကိုလည်း double click နှိပ်ပြီးတော့တခါလေးလာပြီးပြောင်းလိုက်လို့ရပါတယ်ပန်းနုလေးပြောင်းလိုက်ပါမယ်အဲ့မှာကိုကအယောင်ထက်ရှင်နေပေါ့နော်အယောင်ထက်ရှင်နေဆိုကိုဒီနားလေးမှာလာပြီးတော့ဒီအောက်ကမြင်းလေးကိုထောက်လိုက်ရင်လက်ညှိုးပုံစံနဲ့လက်မပုံစံလေးထိုးပြထားလေးရှိရပေါ့နော်အဲ့မှာကိုကအယောင်ပဲနေရာမှာထက်ရှင်တာလဲဆိုပြီးတော့သူကအောက်မှာစာလေးရေးထားပြီး click to add a stop ဆိုပြီးရေးထားပြီးအဲ့မှာကိုအယောင်ထက်ရှင်တဲ့နေရာလေးမှာတစ်ချက်ကလစ်နေလိုက်ပါအဲ့ဆိုသူကဒီနားလေးမှာနောက်ထပ်အတုံးလေးတစ်တုံးအနေနဲ့ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့မှာလဲလာပြီးတော့ဒီ color လေးကိုထပ်ပြီးတော့ရွေးပေးလို့ရပါတယ်ပြီးတော့ okay ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ gradient အရောင်လေးထည့်ပေးပြီးတော့ရပေါ့နော်အရောင်ရွေးထားပြီးတော့ပြီဆိုရင် okay ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီ style နေရာမှာသူကအမျိုးမျိုးရှိရပေါ့နော် linear အနေနဲ့သွားမှာလား radial အနေနဲ့သွားမှာလားဒါမှမဟုတ် angle အနေနဲ့သွားမှာလားreflected diamond ဆိုပြီးတော့အမျိုးမျိုးရှိပါတယ်ဒီမှာကိုစိတ်ကြိုက်ပုံစံအတိုင်းလာပြီးတော့ရွေးလိုက်လို့ရတယ်ပေါ့နော်ပြီးတော့ဒီ angle မှာလည်းကိုကဘယ်လောက် degree အနေနဲ့ထားရှင်းတာလဲဆိုပြီးတော့လာပြီးတစ်ခုချင်းစီလိုက်စမ်းကြည့်လို့ရပါတယ်ဒါကတော့ reverse ကတော့ပြန်လောက်တာပေါ့နော်ဒါဆိုလို့ရှိရင် reverse ဖြစ်သွားပါလိမ့်မယ်ဒီကတော့ gradient fade ပါကိုကအယောင်2ယောင်3လေး2ယောင်အထက်ပို့ပြီးတော့ section နဲ့ဆိုလို့ရှိရင် gradient fade ကိုလာသုံးလို့ရပါတယ်အကယ်၍ကိုကတရောင်မဲထားမယ်ဆိုလို့ရှိရင်တော့ solid fade နဲ့ဆိုရပါတယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့သူက pattern ပါpattern ကကျတော့သူကဒီလိုမျိုး shape တွေဝင်လာရပေါ့နော်ပုံစံလေးဝင်လာတယ်ဒီရဲ့ pattern fade မှာနှိပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတစ်ပင်ပုံလေးတွေရှိမယ်ပြီးလို့ရှိရင်မြက်ပုံလေးတွေရှိမယ်ရေပုံလေးတွေရှိမယ်ပေါ့နော်အဲ့မှာကိုလို့ရှိရင်ပုံစံလေးကိုရွေးပြီးတော့ okay နှိပ်လိုက်ရအောင်ပါပဲဒါဆိုလို့ရှိရင်တော့ adjustment layer တွေကfade layer ကိုဘယ်လိုသုံးရမလဲဆိုတာနဲ့ပတ်သက်ပြီးသိရှိသွားပြီလို့ထင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်